ကျမတို့ဒီအရင်ရှင်းပြောရမယ်ဆိုလို့ရှင်တော့ဟိုတုန်းကကျမတို့အဖိုးတွေဖွားတွေလက်ထက်တုန်းကတော့လေလဲတတ်နေရေလဲတတ်နေအစာလဲတတ်နေပေါ့နော်အဲ့တော့သူတို့ခေတ်မှာကြည့်လိုက်မယ်ဆိုထူးဆန်းတဲ့ယောဂတွေလည်းမဖြစ်ကြဘူးပေါ့နော်ကျမ်းမာကြတယ်အသက်ရှည်ကြတယ်ပေါ့နော်ဒါပေမဲ့အခုခေတ်ကကြတော့အရန်ကိုစီးပွားရေးသမားတွေရဲ့စီးပွားရေးမတော်လောဘပေါ့နော်နောက်ပြီးတော့အထူးဆန်းဟိုမှလူချင်ကြတယ်ဆိုရဲလူတွေရဲ့လောဘပေါ့နော်အဲ့လိုတွေနဲ့ဆိုတဲ့အခါကျကျမတို့ကခုနကပြောသလိုရေလည်းမတတ်တော့ဘူးမြေလည်းမတတ်တော့ဘူးအစားအစာတွေလည်းမတတ်တော့ဘူးပေါ့နော်မတတ်တော့ဘူးဆိုတာကဘာလဲဆိုတော့ဒီprocess food တွေလောက်လာတာ preserve တွေလောက်လာတဲ့ဟာတွေကြောင့်ဘာဖြစ်လာလဲဆိုတော့အဆိပ်တွေနဲ့ဝိုင်းရရတယ်ပေါ့နော်ဥမာနေလေလည်းမတတ်တော့ဘူးသူအစားအသောက်တွေလည်းမတတ်တော့ဘူးမြေစီလွှာတွေကလည်းမတတ်တော့ဘူးပေါ့နော်အဲ့တော့အစားအသောက်တွေမတတ်တဲ့ဂျားတွေကနေပြီးတော့နောက်ဆက်တွဲဖြစ်လာတဲ့ယောဂတွေကဘာဖြစ်လာလဲဆိုလို့ရှိရင်အသက်45နှစ်ကျော်လာလို့ရှိရင်နာတာရှည်ယောဂတွေဖြစ်လာတဲ့လူနာတွေများတယ်ပေါ့နော်နာတာရှည်ယောဂဆိုတာကဘာလဲဆိုလို့ရှိရင်ခုမှသွေးတိုးယောဂကြောင့်ခုနကပြောလို့အဲ့အရာတွေမှာပက်လက်ဖြစ်သွားမယ်လေဖြတ်သွားမယ်ပေါ့နော်နောက်ပြီးတော့စီးချိုယောဂရှိလာတဲ့အတွက်ကြောင့်မလို့လားအတက်ဒီကြောက်ကပ်ပျက်စီးတာတို့ဘာလို့စသည်ဖြစ်မှာနော်ဒီလိုယောဂအကျိုးဆက်တွေအများကြီးပဲဖြစ်လာတယ်ပေါ့အဲ့တော့အဲ့ဒါတွေကိုဖြစ်ဖို့အတွက်ကုန်ကြရမယ်ကုန်ကြစရိတ်ကတွက်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အခုဒီလို healthy ဖြစ်တဲ့အစားအသောက်တွေကိုမှကိုက invest လုပ်ပြီးတော့ကျန်းကျန်းမာမာနဲ့သွားနိုင်မဲ့ဟာကိုရွေးချယ်မလားပေါ့နော်ခုနကပြောလို့အဲ့ရတဲ့ပက်လက်နဲ့ဆေးဖို့တွေအကုန်ကြခံပြီးတော့ဘဝကိုဆက်ပြီးတော့အဆုံးသတ်မလားပေါ့နော်အဲ့ဒါတွေကတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်ပါတယ်လို့အဓိကကတော့ကျမ်းမာငါကျမ်းမာလာပြီဆိုတဲ့ခံစားချက်မျိုးကိုရချင်တာပေါ့နော်အဓိကတော့ဗာလဲဆိုတော့လူငယ်တွေကြားထဲမှာတော့ဒီ healthy food ဆိုတဲ့ဟာတော့နည်းနည်းလေးတော့convince လုပ်ကောင်းလုပ်မယ်ပေါ့လူငယ်တွေကတော့ဒါပေမဲ့အသက်45နှစ်ကျော်လာတဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဒါခုနကပြောတဲ့ခန္ဓာကိုယ်ရဲ့သုံးဆွဲလာတာကြားတဲ့အတွက်ကြောင့်မလို့သူကနည်းနည်းအကြပိုင်းရောက်လာပြီပေါ့နော်အဲ့ဒီအချိန်မှာခုနကပြောသလိုကဘာကြီးကလည်းအစိတ်ကြားထဲမှာရှင်သန်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစိတ်ဓာတ်တွေကိုလည်းအတော်အသင့်တော့ခံနေရတဲ့အခြေအနေများမှရှိနေပြီပေါ့နော်အဲ့ဒီအချိန်မှာကိုကခုနကပြောသလိုကိုယ့်ရဲ့live ပေါ့နော် live ကို extend လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီကျန်းမာတဲ့အစားအသောက်ကိုစားဖို့အတွက်ကတော်တော်လေးကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာရောက်လာပြီအစားအသောက်ကိုရွေးချယ်တက်ဖို့ကလည်းအမတန်မှအရေးကြီးတဲ့အသက်အရွယ်ပိုင်းခြားကိုရောက်လာပြီပေါ့နော်အဲဒါကြောင့်မလို့အကယ်ကိုကခုနကပြောလို့ယောဂတွေကိုလည်းမဖြစ်ချင်ဘူးအစိတ်ကြားတွေထဲမှာပဲနေနေကျန်းကျန်းမာမာလေးစေကူတာစိတ်နဲပါဆုံးနဲ့ပေါ့နော်ကျန်းကျန်းမာမာဆက်ပြီးတော့အသက်ရှည်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမေး box လေးတွေကိုပေါ့နော်invest လုပ်ပြီးတော့စားပါလို့ပြောချင်ပါတယ်အကျိုးထူးတဲ့ရလဒ်ကိုခံစားပါလိမ့်မယ်